မင်္ဂလာပါစန်ဆူရဲ့ out of war ရဲ့ part 2ကိုကြည့်ကြမယ် part 1မကြည့်ရသေးရင် description မှာ link ရှိပါတယ် part 1ကြည့်ပြီးမှဒီအပိုင်းကအဂရိဘယ်တွေကိုပို့သိနိုင်ပါလိမ့်မယ်အခုတော့ရန်သူကိုမတိုက်ရသေးခင်အနိုင်ရသွားစေတဲ့တရားစဉ်ကိုစလိုက်မယ်စန်ဂျူကဆိုပါတယ်ကိုကိုတီးပါရန်သူကိုတီးပါအရှုံးမရှိနိုင်ဘူးလို့စစ်မှာအောင်မြင်သူဟာဓာတ်ကောင်းသူမဟုတ်ပဲတရင်အချက်လက်ကောင်းသူပဲဖြစ်တယ်ကိုအားသာချက်ကိုအားနဲ့ချက်ရန်သူရဲ့အားသာချက်သူတို့အလုံးလုံးပုံကိုလည်းတိတိချာချာသိထားရမယ်ဟုတ်ကဲ့တိုက်ပွဲမဝင်ခင်မှာပဲအနိုင်အရှုံးတွေကဆုံးဖြတ်ပြီးသားဖြစ်တယ်ရှေးခေတ်စစ်နီးပင်တစ်ခုမှာအထက်ကတောင်ကြားတွေထဲဝင်သွားတဲ့စစ်တပ်ခါရန်တို့တနက်သမားတွေရဲ့တည်င်းကိုမတိလို့တစ်ချက်နဲ့တောင်းချီတည်သွားခဲ့တယ်ကိုတက်ကအားကောင်းတယ်ဆိုပြီးရန်သူကိုတဝိုက်လုံးသလိုစန်းချူဟာဒီလိုပြောမယ်အရှုံးဟာမတိုက်ခိုက်ခင်မှာပဲဆုံးဖြတ်ပြီးသားပါယနေ့လည်းဒီတရားဆိုင်ကအသက်ဝင်ပြီးသားပါစာမေးပွဲအတွက်ကိုအားနဲ့ချက်ကိုတွေ့ပြီးပြင်ဆင်တဲ့ចောင်းသားကမပြင်ထားတဲ့ចောင်းသားတက်အငဲအမှတ်ကောင်းတယ်တိုက်ပွဲမှာလဲရန်သူဟာဘလို့လှုပ်ရှားမလဲကိုမျက်နာပုံအောက်ကနေခြေလဲလာတတ်တဲ့တိုက်ခိုက်ရေးသမားဟာတစ်ခေါက်တည်းနောက်ဆုံးအောင်နိုင်တတ်တယ်မနာရေးကိစ္စတွေလည်းအတူတူပါပဲပြိုင်ဘက်ကိုနားလဲသူကအမြဲဈေးကွက်အနိုင်ရတတ်တယ်အောင်မြင်သူဟာအားကြီးသူမဟုတ်ပါဘူးပင်စင်တက်သူပါကိုတီးပါရန်သူကိုတီးပါပြီးရင်ပြေးမတိုက်ခင်အနိုင်ရပြီးသားပါပဲpart 3မှာဆက်ပြောပြမယ်စန်ဇူရဲ့နောက်ထပ်လူပတ်ချက်ကိုဆက်ကြည့်လိုက်ပါ